တော်လန်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ Bernice Info မှာကြိုဆိုပါရစေနေ့စဉ်တော်လန်သတင်းများကိုကြည့်ရှုနိုင်ရန် Subscribe ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာကျွန်တော်မိသားစုနဲ့ကြားရမှာကစစ်ခွေးနဲ့ရဲခွေးတွေပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့အကြောင်းပါကျွန်တော်ရှေ့တွေမှာဆိုရင်ဒီကောင်တွေပေါ့နော်ဂိတ်စကန်တွေမှာအတူတူကင်းချရင်းနဲ့ဘူးရရန်ကားပြီးတော့စကားများရာကစပြီးတော့ပြဿနာတက်ကြတယ်ပြီးတော့ဒါနဲ့ထိုးကြတယ်ဆိုတဲ့သတင်းလေးတွေကျွန်တော်တို့ကြားခဲ့ပြီးပါပြီအခုကတော့တော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့နှစ်ဖက်တိုက်ပွဲတွေတောင်ဖြစ်ပွားခဲ့တယ်ကျွန်တော်ရသားပြည်သူတွေထိခိုက်ခဲ့ရတဲ့အခြေအနေတွေကိုကျွန်တော်မိသားစုတွေကိုဖော်ပြပေးခြင်းနဲ့ဗျာဒီသတင်းကိုဘာကြောင့်ဖော်ပြခြင်းတာလဲဆိုတော့လက်ရှိအဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့တွေကလုံးဝကိုအစားနောက်ဖျောက်ပြီးတော့အလောင်းတွေကိုဘာလင်းလင်းမြန်မြန်ပဲမြေမြုပ်ပြီးတော့သတင်းကိုလုံးဝဖုံးထားတယ်ပါသေးတယ်အဲ့ဒါက AR ကိုစစ်စင်ရေးစမယ် AR နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောခဲ့တဲ့အကြောင်းတွေအများကြီးရှိပါတယ်အကြံဖက်စစ်ခွေတက်က AR နဲ့ကျွန်တော်တို့ရခိုင်အဆက်တွေမှာသူတို့ရဲ့ဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်လည်ပြီးတော့ရယူနိုင်မှုအတွက်ကြီးတက်ကောရေတက်ကောလေတက်ကောရှိသမျှတက်တွေအကုန်လုံးကိုသုံးခဲ့ပြီးပါပြီအခုလည်းပဲအဲ့ဒီနယ်မြေတွေကိုပြန်လည်ရယူဖို့အတွက်အကြံဖက်စစ်ခွေတက်အင်အား900ကျော်ပို့လိုက်ပါတယ်အဲ့ဒီအင်အား900ကျော်လုံးလည်းပျောက်သွားတယ်ဆိုတဲ့အကြောင်းရှင်တော့ရှင်တယ်ဗျကျွန်တော်နောက်ဆုံးကြားတဲ့သတင်းကအကောင့်20ကျော်တော့ရှင်တယ်ဒါပေမဲ့ကိုလိုက်အင်ကမစုံတော့ဘူးဆိုတဲ့အကြောင်းလေးတွေပါကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ဖော်ပြပေးချင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကျွန်တော်နဲ့တူရှိနေပြီးတော့ကျွန်တော်ရဲ့မိသားစုတဦးချင်းတဲ့ကိုတေးစားဖိတ်ခေါ်လိုက်ပါတယ်မနေ့ကကျွန်တော်ဖော်ပြခဲ့တဲ့ဒါငှက်ကင်ဘလို့ပဲဖြစ်ပါကင်မိသားဖြစ်တဲ့အတွက်ကတော့ငှက်ကင်ပါပဲဒီငှက်ကင်မှာထူးခြားချက်တွေအများကြီးရှိနေပါတယ်ဒီအပိုင်းတွေအတွင်းထဲမှာတီကောင်လိုငကားလိုကိစ္စတွေကိုလည်းလူမှုကွန်ရက် social စာမျက်နှာအထက်မှာကျွန်တော်တို့ပြန်ပြီးတော့မြင်တွေ့လာရတယ်သူရဲ့စိန်ခေါ်မှုလိုသူရပဲ challenge လုပ်တယ်လို့သူကပဲဘယ်လိုပြောမလဲ hero သူရဲ့ကောင်းကြီးလို့စသည်အဖြစ်ပေါ့ဗျာသူ့ကိုအပိထောက်ခံတဲ့သူတွေကလည်းပဲမီးလောင်ရလီပစ်နာတွေလည်းအများကြီးကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒေါ်လာမီးဝပြည်သူတွေအဲ့ဒီဘက်အာယုံလေးနဲ့ရောက်သွားတယ်ပြီးတာနဲ့မေဒေါန်ဆန်းစွတ်ကြည်နဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကိုထုတ်ဖော်ပြသလာပြီးတော့သူတို့တွေ for show တွေလုပ်လာကြတယ်ဆိုတော့အဲ့ဒီမှာလည်းပဲကျွန်တော်တို့မိဘပြည်သူတွေအားလုံးပေါ့ဗျာအဲ့ဒီဘက်ကိုလည်းသတိရောက်သွားတာရှိတယ်ဘာပဲဖြစ်ပါကျွန်တော်တို့မေဒေါန်ဆန်းစွတ်ကြည်အသက်ရှင်လျက်ရှိတယ်ဆိုတာလေးနဲ့တွင်ပဲကျွန်တော်တို့အားလုံးကဒါတကယ်ကိုဝမ်းမြောက်နေကြတာပါကျွန်တော်ကတော့ပြည့်ရသားပြောပြီးသားကျွန်တော်တို့အမေကိုကျွန်တော်တို့လက်နဲ့ကျွန်တော်တို့ကိုယ်တိုင်ကယ်ထုတ်ကမှာဘသူ့ကိုမှအကူနေလို့မရဘူးဆိုတဲ့အကြောင်းကိုတော့မနေ့ကဗီဒီယိုမှာကျွန်တော်ပြပြသားပြောပြီးသားဟုတ်တယ်เนาะကျွန်တော်မိသားစုနဲ့ဆိုတော့ဒီအပိုင်းနဲ့သတင်းတွေဘာကြောင့်အဲ့လိုမျိုးပြောင်းလဲတွေများနေတာလဲကျွန်တော်နေ့စဉ်နေပါကျွန်တော်အာယုံပြောင်းနိုင်တဲ့သတင်းတွေဟာလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာပေါ်မှာတနေ့တစ်မျိုးမရိုးအောင်ဘာကြောင့်ထွက်ပေါ်လာတာလဲဆိုတာမျိုးပေါ့နော်အခြားသမင်းသားရောင်ရောင်ပြဆက်ရောင်ရောင်ဆိုတဲ့ကောင်တွေအကြောင်းနဲ့မပြောတော့ဘူးဒီကောင်တွေအကြောင်းပြောရင်ပြီးမှမဟုတ်ဘူးကျွန်တော်မိသားဆိုတော့ဒီခင်းချင်းတွေဟာအကြံဖက်စစ်ခွေးတက်ကနေပြီးတော့ရွယ်ချက်ရှိနဲ့တမင်တကာပုံဖော်ထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူအာဆီယံကိုခွေးတို့ဘောက်ကနေပြီးတော့တိုးဝင်နိုင်ဖို့အတွက်နီလန်မျိုးစုံချင့်ကပ်ခဲ့ပြီးပြီ။ဒါပေမဲ့အာဆီယံကလည်းဒီပေါ်မှာရှေ့မတိုးတာနောက်မတိုးစာနဲ့ဘုံသဘောတူချက်9ရက်ကိုယနေ့ချိန်ထိကင်ဆွဲထားတယ်။ဒါကိုအတုအယောင်လွတ်တော်အခုပေါ့ဗျာသူတို့ဖွဲ့ထားတဲ့လွှတ်တော်ကြီးပေါ့သူတို့ဖွဲ့ထားတဲ့လွှတ်တော်ကြီးကနေပြီးတော့ဒီအကြောင်းတွေကိုပြန်လည်ပြီးတော့အာဆီယံဘုံသဘောတူချက်ကိုသူတို့တွေရှုံချပါတယ်ကန့်ကွက်ပါတယ်စသည်အဖြစ်ပေါ့နော်ကျွန်တော်တို့ဒါလွန်ဆွဲနေတဲ့အချိန်ဒီအချိန်ထဲမှာပဲထိုင်းနိုင်ငံကိုခရီးသွားမဲ့ထိုင်းနိုင်ငံကိုသွားရောက်မဲ့မာလာကိစ္စလည်းရှိနေတယ်ဆိုတော့ထိုင်းရောက်ကျွန်တော်တို့ရွှေပြောင်းအလုပ်သမားတွေနဲ့ထိုင်းမှာရှိနေတဲ့ကျွန်တော်တို့မြန်မာပြည်သူလူထုထိုင်းမှာရှိနေတဲ့တော်လန်သောမိဘပြည်သူတွေကတကယ့်ကိုအင်အားလုံးနဲ့အရင်နဲ့ဆိုတာမာအာလာနဲ့စစ်ခွေး lobby တိုက်တည်ဆိုတော့မင်း online ထိုင်းနိုင်ငံကိုမရောက်ခင်ကာလအတွင်းထဲမှာသတင်းမျိုးစုံကိုဝါရတွေဖြန့်နေကြတာဆိုတော့ရတော့အဲ့ဒီမှာကျွန်တော်တို့တော်လန်သောမိဘပြည်သူတွေအာယုံမပြန့်မရောက်စေဖို့အတွက်ပေါ့ဗျာဘာကြောင့်လဲဆိုတော့မင်း online ကနိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတာပါဒါကိုအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ထားတာဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့ဒါမြန်မာရိုဟင်ဂျာအဖွဲ့အစည်းတွေကလူမျိုးတုံးတပ်ဖြတ်တဲ့
ပြီးတော့နိုင်ငံတကာကနေပြီးတော့ဖန်ရန်ထုတ်ခံထားရတဲ့မင်းအောင်လှိုင်ကိုထိုင်းနိုင်ငံကိုရောက်လာတယ်ထိုင်းနိုင်ငံကိုဝင်လာပြီဆိုတာနဲ့ဖန်စီပေးဖို့တိုက်တွန်းနှိုးဆော်လိုက်တယ်ဖန်စီပေးပြီဆိုတာနဲ့ဖန်ရန်ထုတ်ထားတဲ့နိုင်ငံတကာကအလိုရှိနေတဲ့မင်းအောင်လှိုင်အကြမ်းဖက်စစ်ခွေးခေါင်းဆောင်ကိုအာဂျင်တီးနားတရားရုံးကိုပို့ဖို့အတွက်ပြောဆိုလိုက်ပါတယ်ဆိုတော့ဒီအပိုင်းကအရန်ကိုထူးခြားစမ်းကြယ်တယ်ပေါ့နော် case တွေအများကြီးတစ်ခုတက်လာတယ်ကျွန်တော်တော်လန်သောဆယ်လီတွေဆိုလည်းပဲကျွန်တော်တို့တိုက်ခိုက်ခံရတာအများကြီးရှိတယ်ဆိုတော့ပြီးသွားရင်ကျွန်တော်တို့ဒါကြားဖြတ်နေတဲ့ပတ်သက်ပြီးတော့သတင်းတွေဆိုရင်လည်းပဲကျွန်တော်မိသားစုတွေ့မှာပါဒါအပြင်ကျွန်တော်တို့ဖိုးချော်တက်လို့ကိစ္စမျိုးတွေပေါ့ဗျာကျွန်တော်တို့ KNL ရနေပြီးတော့ DKB ကိုချိန်သွားတဲ့ကိစ္စမျိုးတွေစသည်အပြင်ကျွန်တော်ပြောတဲ့အရေးကြီးတဲ့အချက်လက်တွေကျွန်တော်တို့ထွက်ပေါ်လာတဲ့အခါတိုင်းမှာဂျမ်ဖက်စစ်ခွတ်တာသူတို့ရဲ့ဒါဒီမီဒီယာသတင်းတွေကိုပေါ့နော်ဗာပုံမှန်ရိုက်နိုင်ဖို့ကိုသူတို့တွေအာယုံပြောင်းနေရှိတယ်အထူးဖြင့်အမြဲတမ်းအမီတော်ဆန်းစွတ်ကြီးကိုသူတို့အသုံးချတယ်ဒါဆိုရင်တော့ကျွန်တော်တို့နောက်ွယ်မှာအကြောင်းရင်းတစ်ခုရှိနေပြီဆိုတာကိုကျွန်တော်အားလုံးသိရမှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်အမြဲတမ်းကျွန်တော်သတိပေးပါတယ်ဟုတ်ပြီဒါကကျွန်တော်မိဘပြည်သူတွေဒါသတိပြုရမယ့်အကြောင်းအရာလေးကိုကျွန်တော်ဥစ္စာဖော်ပြတာဖြစ်ပါတယ်ဒီကနေ့မှာအကြောင်းရင်းမိသားစုကိုဖော်ပြပေးခြင်းတဲ့အကြောင်းအရာကစစ်ခွေးနဲ့ရဲခွေးတွေပြင်းထန်တဲ့ပြစ်ခတ်တပ်ဖြတ်မှုတွေတိုက်ပွဲဖြစ်သွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ခွေးတပ်ကကောင်းတွေရဲခွေးရောစစ်ခွေးတွေရောတည်သွားကြတယ်။အဲ့ဒီအလောင်းတွေကိုချက်ချင်းမြုပ်ပြီးတော့အဲ့ဒီတိုက်ပွဲဟာသူတို့ချင်းချင်းဖြစ်တဲ့တိုက်ပွဲမဟုတ်ဘဲနဲ့ကျွန်တော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်ပစ်ခတ်မှုကြောင့်သူတို့တွေတည်သွားတဲ့ဒီအကြောင်းတွေကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်သိစီလိုတာပါ။ဒီကိစ္စကကျွန်တော်တို့ချင်းပြည်နယ်ဟာခါမှာဖြစ်သွားပါတယ်အကြမ်းဖက်စစ်ခွေးတက်ကကောင်နေနဲ့ကျွန်တော်တို့ဒါရဲခွေးတွေချင်းချင်းဒါပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့အရသားပြည်သူလည်းတည်ဆုံးခဲ့ရတယ်ပြီးတော့စစ်ခွေးတွေလည်းတည်သွားခဲ့ရတယ်ဆိုတော့ဒီလောက်ထိကျွန်တော်တို့ဒါဒီပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေတွေကိုသူတို့တွေပေါ့နော်အခုဒီနေ့ကာလအထိပေါ့နော်ဖုံးဖိထားနိုင်တယ်ဆိုတာလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကိုပြောချင်တယ်အဲ့တော့အဲ့ဒီကိစ္စကကျွန်တော်တို့တရက်နေ့တွေကဖြစ်သွားတဲ့ကိစ္စကျွန်တော်တို့ဩဂတ်စ်လ1ရက်နေ့ည9:00 နာရီဝန်းကျင်မှာကျွန်တော်တို့ဟာခါမျိုးရှုခင်းတာအနီးမှာရှိနေတဲ့စစ်ခွေးစခန်းမှာသူတို့တွေဖြစ်ပွားခဲ့တာပါကျွန်တော်တို့ပုံမှန်ကြားနေရတာကကျွန်တော်တို့ဒါကင်းလုံခြုံရေးတွေယူနေတဲ့အချိန်မှာကင်းတဲတွေထဲမှာပဲဒါအချင်းချင်းပေါ့နော်ရက်တောက်ရင်းနဲ့စကားများခြင်းဖြစ်လို့ဓာတ်နဲ့ထိုးလိုက်တာတို့ပြီးတော့အောက်ကျွန်တော်တို့လက်အောက်ငယ်သားကနေပြီးတော့အရာရှိကိုပြတ်တက်ခဲ့တာတို့အစသည်အဖြစ်ပဲကျွန်တော်တို့ကြားနေရတာအခုကစစ်ခွေးနဲ့ရဲခွေးတွေနဲ့ထိတ်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာတိဆုံးတဲ့အထိဟုတ်ပြီဒီကိစ္စရဲ့ဖြစ်စဉ်ပေါ့နော်အစကိုကျွန်တော်မိဘပြည်သူတွေပေါ့နော်ဟာခဒေသခံပြည်သူတွေကသတင်းပြပို့ထားတာကဘာလဲဆိုတော့အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေကတဲ့ကျွန်တော်တို့ဒီမြေပြင်တွေမှာပေါ့နော်မြေပြင်တွေမှာရဲခွေးတွေကိုနှိမ်ပြီးတော့ဆက်ဆံခဲ့ကြပါတယ်ဒါဟာလည်းအမှန်တရားတစ်ခုပါရဲခွေးတွေဟာတကယ်ကိုအသုံးချခံဖြစ်တယ်အာနာသိမ့်ပြီးနောက်ပိုင်းတွေမှာဒီပုံရိပ်ကိုကျွန်တော်တို့အများဆုံးမြင်တွေ့နေရတာဖြစ်တယ်ရဲခွေးဆိုတာဘာမှမဟုတ်တော့ဘူးပြောချင်တာကပြလက်ကင်ဒုတ်အဆင့်လောက်ပဲရှိတယ်ဆိုတာပုံစံမျိုးကကျွန်တော်မြင်တွေ့လေရတာဖြစ်ပါတယ်ဆိုတော့ဒီကာလတွေဒီဖြစ်ပျက်တွေမဖြစ်ခင်မှာတည်းကစစ်ခွေးတွေကရဲခွေးတွေကိုတောက်လျှောက်နှိမ်လာခဲ့တာဆိုလိုရင်းကသူတို့ရဲ့အောက်လက်ငယ်သားပုံစံအထီကိုသူတို့ကသုံးလာခဲ့တယ်ဆိုတော့ရဲခွေးတွေမှာလည်းဒါသူ့အနေထားနဲ့သူရှိတယ်ဒီဗျာဆိုတော့ဒီကောင်တွေမခံနိုင်မဲ့လည်းကျိမ့်မိတ်ပြီးတော့ဒီကောင်တွေခံလာခဲ့ကြတာတော့ရှိတယ်ဒါပေမဲ့နောက်ဆုံးမခံနိုင်တော့တဲ့အဆုံးမှာရဲခွေးတွေဟာစစ်ခွေးတွေကိုပြန်လဲပစ်ခတ်တိုက်ခတ်ခဲ့တာပါအဲ့မှာစစ်ခွေးတွေတည်သွားတယ်အချို့ရဲခွေးတွေလည်းဒါအဲ့တိုက်ပွဲဖြစ်ပြီးတဲ့အချိန်မှာထပ်ပြီးလွတ်မြောက်သွားကြတယ်လို့လည်းကျွန်တော်တို့သိရှိထားရတယ်ဗျသူတို့တွေချင်းချင်းပစ်ခတ်တက်ခိုက်မှုကပြဿနာမဟုတ်ဘူးသူတို့တွေတိုက်လေသူတို့တွေပစ်လေသူတို့တွေသေလေကျွန်တော်တို့တက်ကပို့ပြီးတော့မှအဆင်ပြေသေးတယ်ကြီးကုံတက်တာလေစိတ်တက်တာလေပေါ့ဗျာဒါပေမဲ့အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုကြားထဲမှာကျွန်တော်တို့ရသားပြည်သူပါသိဆုံးခဲ့ရတဲ့အထိဖြစ်သွားခဲ့တယ်ကျွန်တော်အဆုံးပဲအဲ့တော့သူတို့ရန်တမ်းပြစ်ခတ်မှုတွေအဲ့ဒီသူတို့ဒီရဲခွေးနဲ့စစ်ခွေးတွေဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့ကြည်တွေကကျွန်တော်ရသားပြည်သူတွေရဲ့နေအိမ်တွေအထိကို
ကျွန်တော်တို့ရောက်လာဆိုတော့ပြစ်ခတ်တိုက်ခိုက်မှုတွေအရင်ပုံစံမျိုးနဲ့ကျွန်တော်ရင်ပုံစံတော့ဆိုရင်တော့ကျွန်တော်အောက်ခြေငါစနုခွေးရနဲ့မကျင်တဲ့လို့သူတို့ရဲ့အရာရှိကိုပြစ်တက်လိုက်တယ်ဖောင်းတလောက်လေးပေါ့ဗျာအခုကနှစ်ဖက်ကျွန်တော်တို့အပြန်အလှန်ပြစ်ခတ်မှုတွေဆိုတော့ကြီးတွေကကျွန်တော်တို့ဒေသခံနေအိမ်တွေအပေါ်ကိုကြာရောက်ခဲ့ကြတာလို့သိရတယ်ဆိုတော့အဲ့လိုပြစ်ခတ်မှုတွေကြောင့်ပဲအဲ့လိုမျိုးသူတို့ရဲ့ကြီးတွေပေါ့နော်ကျွန်တော်နေအိမ်တွေကိုကြာရောက်မှုကြောင့်ပဲကျွန်တော်ဟာခါမြို့မှာနေတယ်အသက်52နှစ်အရွယ်ကျွန်တော်တို့ဒေသခံအမျိုးသမီးဒေါက်ခရစ်တီနာကျွန်တော်တို့ Tranman ပေါ့ဗျာသူဟာသူ့ရဲ့ပေါင်နှစ်ဖက်လုံးကိုကြည်ထိမှန်သွားတယ်ဆိုတော့ကြည်ထိမှန်သွားတဲ့အချိန်မှာဆေးရုံကိုသွားဖို့လဲသူတို့တွေဘလို့မှအဆင်မေးဘာကြောင့်လဲဆိုတော့စစ်ခွေးနဲ့ရဲခွေးတွေကပြစ်ခတ်မှုသူတို့တွေဒါအချင်းချင်းတက်ဖြတ်နေတဲ့အဲ့ဒီတိုက်ပွဲကလည်းမရက်တဲ့အခါကျတော့သူတို့ပေါင်မှာဒဏ်ရာရပြီမယ်ဆေးရုံကိုပို့ဖို့သူတို့ကလည်းခက်ခဲဖြစ်သွားတယ်ဆိုတော့ကျွန်တော်မိသားစုနေလက်ရှိပေါ့ဗျာဒဏ်ရာရသွားတဲ့အခြေအနေမှာကျွန်တော်အပြင်လဲထွက်လို့မရတော့တဲ့အခြေအနေမှာသူတို့ကအိမ်ထဲမှာပဲပေါ့နော်သူတို့ဒါတက်ကျွမ်းတဲ့ကျွန်တော်တို့ဒါကုသနီးလေးတွေနဲ့အဲ့ဒီအမျိုးဒေသခံအမျိုးသမီးကိုစေကုသခဲ့ကြတယ်။ဒါပေမဲ့အဲ့လိုစေကုသမှုခံယူနေတဲ့ကျွန်တော်တို့ဩဂတ်လ2ရက်ပေါ့နော်ည12နာရီမှာသူကအဲ့ဒီဒဏ်ရာနဲ့ပေါ့နော်ဒါတိကွယ်လွန်သွားတယ်လို့ကျွန်တော်သိရှိထားတယ်။ကျွန်တော်ခံမှန်းရတဲ့လောက်ကတော့ကျွန်တော်တို့ဒီပေါင်နှစ်ဖက်လုံးမှာကျွန်တော်တို့ကြည်ထိမှန်သွားတဲ့ဒဏ်ရာကြောင့်သွေးထွက်လွန်ပြီးတော့သူအသက်ဆုံးရှုံးခဲ့ရတယ်လို့တော့ကျွန်တော်တို့ဒါခံမှန်းလို့ရတယ်ဒါလည်းကျွန်တော်တိုက်ပွဲတွေတင်မှာကျွန်တော်တို့အဖြစ်အများဆုံးပေါ့နော်သေဆုံးမှုအများဆုံးထဲမှာလည်းပါဝင်တဲ့အရာတစ်ခုပါကျွန်တော်ရဲဘော်တွေရှေ့ထဲမှာတိုက်ပွဲဖြစ်တယ်ကျွန်တော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အချိန်မီသူတို့ကိုဒါလိုအပ်တဲ့သွေးပေါ့နော်လိုအပ်တဲ့သွေးကျွန်တော်တို့မသွင်းနိုင်တာတွေရဲ့ဒဏ်ရာကိုတိတ်အောင်လှုပ်ဆောင်နိုင်တဲ့အခြေအနေတွေပေါ့နော်ဒီအခြေအနေအားနည်းချက်တွေကြောင့်ကျွန်တော်ရဲဘော်တွေအများကြီးအသက်ပေးလှူခဲ့ရတာတွေလည်းရှိတယ်ကျွန်တော်ရဲ့မိသားစုနေဆိုတော့သူတို့စတင်ပြီးတော့ရဲခွေးနဲ့စစ်ခွေးတွေတိုက်ပွဲစဖြစ်တာပေါ့နော်ပြစ်ခတ်မှုကဩဂတ်လ1ရက်နေ့ည9နာရီလောက်ကနေပြီးတော့စပြီးတော့သူတို့တွေပြစ်ခတ်ခဲ့ကြတယ်ဆိုတော့အဲ့ဒီအနီးမှာနေတဲ့ကျွန်တော်တို့ဒေသခံပြည်သူကဩဂတ်လ2ရက်ည12နာရီမှာသူဟာစစ်ခွေးနဲ့ရဲခွေးတွေတိုက်ပွဲအတွင်းကနေပြီးတော့ဒါကျွန်တော်ရသားပြည်သူတွေနေအိမ်ထိရောက်လာတဲ့ကြည်ချောင်းတည်ဆုံးခဲ့တယ်ဆိုတော့ဗျာတရက်နေ့ကျွန်တော်ညဦးပိုင်းလောက်ကနေပြီးတော့တိုက်ပွဲပြင်းထန်တဲ့ဖြစ်ပွားမှုတွေဟာဩဂတ်လ2ရက်နေ့ည12နာရီတကောင်ကြော်တဲ့အထိကိုမပြီးသေးဘူးဆိုတာကိုကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ကအချိန်လေးနဲ့ပါဘောနော်ရှင်တွဲပြီးဖော်ပြတာဟုတ်ပြီဆေးရုံကိုသွားဖို့ဟာပြစ်ခတ်မှုတွေပေါ့နော်အဲ့ဒီသူတို့ရဲခွေးနဲ့စစ်ခွေးတွေပြစ်ခတ်မှုတွေကမရက်သွားတော့သူတို့တွေသွားလို့မရဘူးအိမ်မှာပေါ့နော်သူတို့တွေပေါ့နော်တက်နိုင်ဆုံးပြီးတော့စစ်ကူတရင်းနဲ့ဒီတက်တာဖို့တော့စ조사ပင်မျိုးเนาะသွေးထွက်လုံပြီးတော့တေဆုံးသွားတာဖြစ်တယ်လို့ကျွန်တော်တို့ဒါဒေသခံပြည်သူကပြောပါတယ်အဲ့ဒီပြစ်ခတ်မှုတွေအတွင်းထဲမှာအကြမ်းဖက်စစ်ခွေးတွေတည်သွားကြတယ်လို့သိရတယ်ပြီးတော့နောက်နေ့မနက်ပိုင်းပေါ့နော်ဩဂတ်လ2မနက်ပိုင်းနေမှာအကြမ်းဖက်စစ်ခွေးတက်ကကောင်နေပေါ့နော်ဒါအဲ့ဒီတည်သွားတဲ့အလောင်းပေါ့နော်တည်သွားတဲ့အလောင်းတွေပေါ့အဲ့ခွေးလောင်းတွေပေါ့ခွေးလောင်းတွေကိုသူတို့တွေကချက်ချင်းပဲဒါမြေမြုပ်လိုက်ပြီးတော့အလောင်းကိုဖျောက်လိုက်တယ်လို့ကျွန်တော်တို့ကြားသိထားတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီတိုက်ပွဲဖြစ်ပြီးတော့သေသွားတာကိုကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလာရောက်ပစ်ခတ်လို့အဲ့ဒီမှာရှိနေတယ်ပေါ့နော်ကျွန်တော် CDF ဟာကတပ်ဖွဲ့ဝင်တွေလာရောက်ပစ်ခတ်လို့ကျွန်တော်တို့သေဆုံးခဲ့တယ်ဆိုတော့ဒါပုံသဏ္ဍာန်မျိုးသူတို့ကဇလန်းစင်ထားသလိုကျွန်တော်တို့ဝင်ရောက်ပစ်ခတ်ပြီးနောက်ပိုင်းမှာဒဏ်ရာတွေရသွားတဲ့အဲ့ဒီစစ်ခွေးတွေအဲ့ဒီဒဏ်ရာတွေကြောင့်ဆက်ပြီးတော့တည်သွားကြတယ်ပါအချို့ဆိုရင်ဒါဘယ်လိုပြောမလဲနော်ဒဏ်ရာရပြီးတော့အဖျားယောဂါတွေပါဝင်လာပြီးတော့တည်သွားတယ်ဆိုတဲ့ပုံသဏ္ဍာန်မျိုးကိုသူတို့ကပုံဖော်ပြီးတော့အဲ့ဒီစစ်ခွေးနဲ့ရဲခွေးကျွန်တော်တို့ဒါတိုက်ပွဲဖြစ်ပွားတာကိုသူတို့ကလုံးဝကိုသတင်းဖုံးထားကြတာလို့ကျွန်တော်သိရှိထားတာဖြစ်ပါတယ်ဒါကဒီရက်ပိုင်းအတွင်းထဲမှာပဲအကြမ်းဖက်စစ်ခွေးတက်တရက်လုံးနီးပါးစစ်ခွေးနဲ့ရဲခွေးနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားတဲ့အခြေအနေပါဒီအခြေအနေရဲ့ကိုကြည့်မယ်ဆိုရင်လက်ရှိအချိန်မှာဒါသူတို့ရဲ့စုဖွဲ့မှုပေါ့နော်သူတို့ရဲ့ဒါမတည်ငြိမ်မှုတွေကျွန်တော်တို့မြင်တွေ့နေခဲ့ရပြီဒါပုံပုံဆိုးဝါးလာတာကိုကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာဆိုတော့အမေရိကန်ရဲ့ဒီလိုအခြေအနေမျိုးဒီလိုမျိုးသတင်းကိုကျွန်တော်တို့စောစောစီရခဲ့မယ်ဆိုရင်ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကအဲ့ဒီကျွန်တော်တို့ဩဂတ်လ2ရက်နေ့လောက်မှာစပြီးတော့အဲ့ဒီနေရာကိုဝင်အုပ်လိုက်အဲ့ကောင်တွေကိုပွက်ပြီးတယ်ဆိုတော့အခုအချိန်တွေကတော့
နာဘောနော်ကျွန်တော်တို့သူတို့ချင်းချင်းပြက်ခတ်မှုတွေပေါ့နော်သူတို့ရဲ့လူကြီးတွေသိမှဆိုလို့ကျွန်တော်အေးအေးယူခံရမယ့်အခြေအနေတွေကိုဖုံးပြနိုင်ဖို့အတွက်ကျွန်တော်တို့စီရီယာဟာခါတပ်ဖွဲ့ဝင်တွေကဝင်ရောက်တက်ခိုက်လိုက်လို့အကျန်းဖတ်စစ်ခွေးတက်ကကောင်းနေတည်သွားတယ်ဆိုတဲ့အကြောင်းနဲ့ပြီးတော့အချို့ပေါ့နော်အဲ့ဒီတိုက်ပွဲအတွင်းမှာပဲကျွန်တော်တို့ပြက်ခတ်မှုတွေဖြစ်ပွားပြီးတော့ရဲခွေးတွေလည်းထွက်ပြေးသွားကြတယ်ဆိုတော့ကျွန်တော်တိုင်းတပ်ဖွဲ့ဝင်တွေဝင်ရောက်ပြက်ခတ်တက်ခိုက်လို့သူတို့တွေထွက်ပြေးသွားတယ်ဆိုတဲ့ပုံစံအမျိုးသူတို့တွေဇလန်းစစ်ပြီးတော့အထက်ငါစနူခွေးအားကြီးတွေကိုသူတို့တွေ report တင်ထားတယ်လို့တော့ကျွန်တော်နောက်ဆုံးသိရှိထားတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကတော့တကယ်အမှန်တရားတွေဖြစ်တယ်။ဟုတ်ပြီ။အခုကဘွားကိုထိုးစစ်ဆင်မဲ့အကြမ်းဖက်စစ်ခွေးတက်ကောင်းနေ။ AR နဲ့ရခိုင်ဆက်ပြန်လည်ပြီးတော့ထိုးစစ်ဆင်မယ်။အင်အားလုံးရင်းနဲ့ဒီတော့လေသူတို့ဟာအကြမ်းဖက်စစ်ခွေးတက်ကကျွန်တော်တို့အခုလက်ရှိမှာတော့ပါစာတွေပြည်သူစစ်တွေပြီးတော့အဲ့ဒီမှာစုဖွဲ့မှုအားကောင်းကောင်းနဲ့သူတို့တွေပြင်ဆင်ခဲ့ကြတာအချိန်ကာလတစ်ခုထိပါဆိုတော့ကျွန်တော်တို့ဒီလကုန်ကန်ဒီဝင်းကျင်တွေမှာအကျန်းဖက်စစ်ခွတ်တက်ကကောင်တွေကကျွန်တော်တို့အင်အား920ခန့်စက်တောင်ကြီးမှာတစင်တာပေါင်းမြို့နယ်ကျွန်တော်တို့ဖျားကြီးစကန်နဲ့ကျွန်တော်တို့ရေကြီးမြို့နယ်အဲ့ဒီစစ်စကန်တွေကိုပို့ဆောင်ခဲ့ကြတာပါဆိုတော့ဩဂတ်လ1ရက်နေ့ကျွန်တော်တို့2ရက်နေ့တွေမှာရေကြီးနဲ့ကွာပေါ့နော်သူတို့ဆုံးရှုံးခဲ့တဲ့နေရာတွေကိုပြန်လည်ပြီးတော့ရယူဖို့အတွက်အကြမ်းဖက်စစ်ခွေးတက်ကအရာရှိတွေကအောက်ချိန်ကစနူခွေအားတွေကိုဖိအားပေးပြီးတော့အဲ့ဒီနေရာတွေကိုမဖြစ်မနေပြန်လည်ရယူဖို့အတွက်သူတို့တွေစစ်ကြောင်းထုတ်ကန်ခဲ့တာဆိုလိုရင်းကတော့အင်အား900ကျော်အဲ့ဒါကကျွန်တော်တို့စစ်ကူပို့တဲ့အင်အားပြီးတော့ရှီရင်ဆွဲဒီကောင်တွေဒါခြေကုပ်ယူထားတဲ့နေရာတွေရှိတယ်အဲ့ဒီအင်အားတွေနဲ့ဆိုအင်အား1000ဝန်းကျင်လောက်ရှိတယ်ကျွန်တော်မိသားစုဝင်နေဒါပေမဲ့အဲ့ဒီသူတို့ပို့လိုက်တဲ့အင်အားတွေအင်အား900ကျော်နဲ့ရှင်းဆွဲအင်အားတွေနဲ့စုဖွဲ့မှုပေါင်းအင်အား1000လောက်ဟာလုံးဝကိုအရခတ်တက်တော့အေးနဲ့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေခြေမုံတက်ခိုက်မှုကိုခံလိုက်ရတာကျွန်တော်မိသားစုဝင်နေဒါပေမဲ့သူတို့ကန်ကောင်းတဲ့ကောင်တွေရှိတယ်အကောင်20ကျော်ကန်ကောင်းသွားတယ်လို့သိရတယ်ဒီနေ့ပဲကျွန်တော်မိသားစုဒီသတင်းကြော်တာဆိုတော့အကောင်20ကျော်ကန်ကောင်းသွားတယ်ဘလို့ကန်ကောင်းသွားတယ်ဆိုတော့အဲ့ကောင်တွေအကုန်လုံးကဖွာလန်ပြဲအတူပြတ်ဖြစ်သွားကြတယ်ကျွန်တော်မိသားစုနေဆိုတော့အကြမ်းဖက်စစ်ခွေးတက်ကအတူအပြတ်ဒဏ်ရာဘလဘွားနဲ့ကောင်တွေကိုကျွန်တော်တို့စထောင်ကြီးစီကိုဒါပြန်ရောက်လာပြီးတော့ပသိမ်ကိုပို့ဆောင်ထားတယ်လို့ဒါကျွန်တော်တို့ကြားသိထားရတယ်လက်ရှိပသိမ်ဘက်မှာလည်းပဲဒါတကောင်တွေခန်းစစ်ပြင်နေရတဲ့အခြေအနေတွေနဲ့အဲ့ဒီမှာရှိနေတဲ့ကျွန်တော်တို့ဒါစစ်ဆေးရုံတွေနဲ့အဲ့ဒီမှာရှိနေတဲ့ဆေးရုံတွေမှာတော့မှဒါကတင်လောက်တော့တဲ့အခြေအနေတွေရှိနေတဲ့ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ရဲ့မိသားစုကိုကျွန်တော်ဖော်ပြခဲ့တာလည်းရှိတယ်ဗျမနေ့ကအထိကျွန်တော်တို့ဒိုင်ယာဘလဘွားနဲ့ပြန်ရောက်လာတာကအကောင်20အနည်းဆုံးပဲကျွန်တော်တို့တွေ့ပါတော့တယ်တဖွဲနဲ့ကြိုးကန်ပြတ်ပြီးတော့ပြန်ဆင်းလာကြတယ်ကျွန်တော်တို့မြို့ပေါ်မှာကားတွေနဲ့ဆက်ပြီးတော့ပို့နေကြတယ်လို့ကျွန်တော်တို့အဲ့ဒီကဒေသခံရင်းမြစ်ကဆိုထားတာဖြစ်ပါတယ်ဆိုတော့တော်တော်စိတ်မကောင်းစရာဗျအင်အား920ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာရှိနေတဲ့စုဖွဲ့အင်အားတွေနဲ့ကျွန်တော်အင်အား1000လောက်ကြီးဟာအင်အား20လောက်လေးပဲအတူအပြတ်တွေနဲ့ပြန်ရောက်လာတယ်ဆိုတော့ဘိုးဆိုးမတို့ရွာကတော့တော်တော်လေးကိုဒါဘယ်လိုပြောမလဲကြီးလာတယ်ဒါလည်းမင်းအွန်လိုင်းရဲ့ကျေးဇူးနေပါဆိုတော့ပုံမှန်တိုင်းဆိုရင်တော့ကြေးရွာတရွာအဲ့လောက်ထိတော့အင်အားကြီးကြမှာနောက်ဆိုရင်တော့ကျွန်တော်တို့ဒီကောင်လေးပေါ့နော်စစ်ခွေးမိမတွေပေါ့နော်ဒါလင်းနေတေသွားလို့ကြံခဲ့တဲ့မုတ်ဆိုးမတွေအတွက်ကိုတီးတန့်မုတ်ဆိုးမတို့ရွာဆိုပြီးတော့ကျွန်တော်တို့ခြံခတ်ပြီးတော့ထားအောင်အဲ့တော့သူတို့ပြီးသွားရင်မနက်တစ်ချိန်နေခင်းတစ်ချိန်ညတစ်ချိန်ငိုခိုင်းမှာအချိန်ချင်းဟုတ်ပြီကျွန်တော်မိသားစုဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြားသိထားရတဲ့အခြေအနေတွေမှာဆိုရင်ကျွန်တော်တို့ဩဂတ်လ1ရက်နေ့နဲ့2ရက်နေ့မှာဆိုရင်အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေကဒါစစ်ကား6စီးအပြည့်နဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေအင်အား200ကျော်တစ်ချိန်ပို့ခဲ့ကြတယ်အဲ့ဒီမှာလည်းခဲယမ်းတွေရိတ်ခါတွေအပြည့်ပါကျွန်တော်မိသားစုပြီးတော့ဩဂတ်လကျွန်တော်တို့3ရက်နေ့မှာလည်းပဲကျွန်တော်တို့စစ်ကားတွေနဲ့ထပ်မံပြီးတော့ပြပို့ခဲ့ကြတာဖြစ်တယ်ဆိုတော့အဲ့ဒီလောက်ကြီးအင်အားစုကြီးလက်ရှိအခြေအနေမှာကျွန်တော်တို့ဒါသုတ်သင်ရှင်းလင်းခံလိုက်ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီစစ်စင်ရေးကိုပေါ့နော်ဒါဥဆောင်တဲ့အဲ့ဒီစစ်စင်ရေးကိုပုံဖော်တဲ့စစ်ခွေးဒါ viewer မှုတွေနဲ့လက်ရှိစစ်ကြောင်းမှုတွေပြီးတော့အဲ့ဒီတာဝန်ရှိတဲ့သူတွေကျွန်တော်အခုဖော်ပြနေတဲ့ AR စစ်စင်ရေးဆိုပြီးတော့စစ်ကြောင်းထိုးပြင်ဆင်လာခဲ့တဲ့အခြေအနေ
ဘွားကိုစစ်စင်ရေးလုပ်မယ်ဆိုတဲ့အကျန်းဖက်စစ်ခွေးတက်ရဲ့အခြေအနေတွေကြားထဲမှာအဲ့ဒီစစ်ခွေးခေါင်းဆောင်တွေပါလက်ရှိအထိန်သိမ်းခံထားရတယ်လို့ကျွန်တော်တို့နောက်ဆုံးကြားသိထားတာဖြစ်တယ်စစ်တောင်းမှုတွေလည်းပျောက်သွားတယ်အဲ့ဒီမှာပါသွားတဲ့အရာရှိတွေလည်းအကုန်ပျောက်သွားတယ်ပြီးတော့လက်နက်ခဲယမ်းတွေလည်းဘာတစ်ခုမှပြန်ပါမလာပဲနဲ့စစ်ခွေးအကောင့်20ကျော်လောက်ပဲအတူအပြက်တွေနဲ့ပြန်ရောက်လာတယ်ဆိုတော့အဲ့ဒီစစ်စင်ရေးကိုဥဆောင်တဲ့ညွှန်ကြားတဲ့သူတွေပါအခုအချိန်ထိသူတို့တွေအချင်းချင်းဖန်စီထိမ့်သိမ်းပြီးတော့စစ်ဆေးမေးမြန်းအောင်ဖုန်ခါနေတယ်လို့ကျွန်တော်တို့ကြားသိထားတာဖြစ်ပါတယ်ဆိုတော့တစ်ခါစားတော့လဲချိုးတယ်နောက်တစ်ခါစားတော့ပို့ချိုးတယ်ကြားရတဲ့သတင်းတွေကတော့ဒါသူတို့ရဲ့ဒီမိုးရင်းကာလာပေါ့နော်ဒီအခြေအနေတွေမှာသူတို့တွေပုံဖော်ခြင်းနဲ့ပြီးတော့ကျွန်တော်တို့ဒါစစ်ဦးစီးချုပ်ဆိုတဲ့ကျွန်တော်တို့ကာချုပ်ကြီးရဲ့ဒါပွဲဥထွက်ပွဲတွေမှာလည်းပဲအခုလိုပဲမရှိမလားရှုံးနေရဆဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့အဲ့ဒီဂွမ်မြို့နယ်ကိုဥတီပြီးတော့စတောင်းထိုးပြီးကျွန်တော်တို့အင်အားအလုံးရင်းနဲ့ပို့ဆောင်တဲ့တပ်ဖွဲ့ဝင်တွေပေါ့နော်ဒါသူတို့တွေကတကယ်ကို point နှစ်ခွန်ကာကင်စကန်တွေပေါ့နော်ပြီးတော့အဲ့ဒီမှာလက်လက်ဆုံးရှုံးရတဲ့နေမြေတွေကိုပြန်လဲရယူဖို့အသေးအတန်ကြိုးပမ်းပြီးတော့သူတို့ကအပေါ်ကနေပြီးတော့ဖိအားပေးပြီးတော့ခိုင်းစေခဲကြတာဖြစ်တယ်လို့ကျွန်တော်ကြားသိထားပါတယ်ပြီးတော့အဲ့ဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့เนาะ viewer မှုအဆင့်အထိကျွန်တော်တို့ထိုင်ခိုင်းပြီးတော့ပသိမ်အတွက်ခန်းစစ်ပြင်ပြီးတော့အဲ့ဒီနေရာကနေပြီးတော့ရှေ့ဆက်တိုးနိုင်ဖို့အတွက်သူတို့တွေဆုံးရှုံးထားတဲ့နေရာတွေကိုပြန်လဲပြီးထိန်းချုပ်နိုင်ဖို့အတွက်အခုလိုအင်အားလုံးရင်သုံးပြီးတော့သူတို့တွေရှေ့တိုးလာပေမဲ့လည်းပဲအခြေအနေရရက်ကတော့ယခုလိုပဲကျွန်တော်အရခတတော်အေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့တက်ကွင်းတွေအောက်မှာပဲမရှိမလားအလူလဲခန်းစားနေကြရတယ်ဆိုတာလေကျွန်တော်ရဲ့မိသားစုတွေကိုသိစေချင်တယ်ဆိုတော့ဒီလောက်အင်အားအများအပြားနဲ့ဗျာကြီးတက်ကောရှည်တက်ကောလေးတက်ကောနော်ကျွန်တော်ရဲ့မိသားစုဒါအပြင်အင်အားထောင်နဲ့ချီပြီးတော့လက်နဲ့ခဲရင်အများအပြားနဲ့နောက်မှလည်းရိတ်ခါကြောက်တွေရိတ်ခါဆိုတွေကိုအဆက်မပြတ်ပေးဖို့နေရဲ့သားနဲ့ viewer မှုကိုယ်တိုင်ထိုင်ပြီးတော့ကြီးကြက်ကောက်ကဲနေပါရက်နဲ့ဘာကြောင့်ရှုံးနေတာလဲဘာကြောင့်ခွေးရှုံးပေါ်ရှုံးနေတာလဲဘာကြောင့်အတူအပြက်လေးအကောင်20ကျော်လောက်ပဲပြန်ရတာလဲဆိုတာကကျွန်တော်ရဲ့မိသားစုနဲ့လက်ရှိတော်လှန်ရေးပါအခုကျွန်တော်နိုင်ငံတကာရဲ့စာမျက်နှာထက်မှကြည့်မယ်ဆိုရင်လည်းပဲမင်းအောင်လှိုင်ဟာတော်တော်လေးကိုဒါစုပ်ပြတ်နှုံချနေတယ်ဘာကုံတိတ်ခါဘာအခြေအနေမှဘာယက်တိမှုမှမရှိဘူးဆိုတာကိုလည်းကျွန်တော်မိသားစုတွေ့ရမှာသူတမရာကြီးဖြစ်တဲ့အကြောင်းကိုကဘာကြီးကိုသူပြောချင်တယ်အရှိတောင်အာရှလိုနေရာမျိုးအာဆီယံလိုနေရာမျိုးမှာတော့မှသူခွေးတို့ပေါက်နဲ့ဝင်ရဖို့အတွက်သူနီးမျိုးစုံနဲ့ကြိုးပမ်းခဲ့ကြတယ်နောက်ဆုံးအမေတော်ဆန်းစွတ်ကြီးကို for show လေးထုတ်ပြပြီးတော့အသက်ရှင်ကြောင်းပြောချင်တာကဗျာအရင်တော့ဥရောပအဖွဲ့တွေကျွန်တော်တို့ဒါ UN အဖွဲ့တွေပြီးတော့အခြားသောအာဆီယံအဖွဲ့တွေလည်းအမေတော်ဆန်းစွတ်နဲ့တွေ့ဖို့အတွက်တောင်းဆိုခဲ့ကြပေမဲ့လုံးဝကိုပေးမတွေ့ပဲနဲ့ကြက်ချင်ဒီအဖွဲ့လေးကိုတော့သူပေးတွေ့ပြီးတော့ for show လုပ်ပြခဲ့တာဖြစ်တယ်မနေ့ကလည်းကျွန်တော်ဖော်ပြပြီးသွားပြီကျွန်တော်တို့တရုတ်နိုင်ငံထုတ် FTC 2000G တိုက်လေရင်အဲ့ဒါဈေးပေါ်တဲ့တိုက်လေရင်မဟုတ်တာမန်တိုက်လေရင်မဟုတ်ကျွန်တော်မိသားစု2022ကမှဝယ်ထားတဲ့တိုက်လေရင်ဆိုတော့အဲ့ဒီတိုက်လေရင်ကြီးကပြောချင်တာကဗျာအခု2026ဗျာအသစ်ဆက်နီးပါပဲပြောမယ်ဆိုရင်တော့စကန်လေးကိုငှက်ဝင်လို့ပျက်စီးသွားတယ်ဆိုတာမျိုးသူတို့ဘက်ကသတင်းထုတ်ပြန်လာတာဆိုတော့စဉ်းစားကြည့်ချင်းချင်းကြည့်ပါကျွန်တော်ရဲ့မိသားစုလက်ရှိ online ပေါ်မှာလည်းရန်နေဖြစ်နေတယ်ပြီးတော့ကျွန်တော်တို့ငကားလိုတီကောင်လိုကိစ္စတွေကပြန်ပြီးတော့ကြော့เนาะချီးကြောက်ရင်နူးနေတဲ့အခြေအနေတွေကျွန်တော်ရဲ့မိသားစုဒီကောင်တွေဘာကြောင့်ပုံဖော်နေတာလဲဆိုတာကလက်ရှိဒီကောင်တွေနိုင်ငံကစာမျက်နှာထပ်မှာရောမြေပြင်မှာရောခွေးရှုံးဝယ်ရှုံးနေကြလို့ပါဆိုတော့ကျွန်တော်တို့ဘာလုပ်ကြရမလဲကျွန်တော်တို့အဆုံးသက်ပွဲကိုဆွနေနိုင်ဖို့အတွက်ကျွန်တော်တို့စီလုံးနိုင်သလောက်ကျွန်တော်တို့အတက်နိုင်ဆုံးစီလုံးပြီးတော့ယုံကြည်မှုအပြည့်နဲ့ကြစ်လက်ခိုင်မာစွာနဲ့နောက်ဆုံးတိုက်ပွဲကိုကျွန်တော်တို့အမြင့်ဖြတ်ချင်းမုံဖို့အရေးကြီးတာပါအခု9နှစ်ကျော်ပါပြီ6နှစ်ထက်ကိုဝင်လာပြီဒီမိုးရင်းကာလာပြီးသွားရင်ကျွန်တော်တို့အင်အားကျွန်တော်တို့ဘောနော်လက်ရှိစုဖွဲ့မှုလက်ရှိသဘောတူညီချက်တွေရရှိတာကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေအတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်နိုင်ဖို့သာနေကျွန်တော်တို့အားလုံးကမျှော်လင့်တာပါကျွန်တော်ကိုယ်လည်းမျှော်လင့်ပါတယ်